လိုအပ်တယ်ဗျပတ်စံနေအဲ့လိုအနောက်နိုင်ငံတွေထောက်ပံ့မှုတွေကလိုအပ်တယ်အဲ့လိုဥစ္စာတွေကလည်းဟိုဖြစ်တဲ့အတွက်ဒီဘာပြောမရတာတဲ့ဆိုင်ရတာကတော့ပို့ပြီးတော့ကောင်းတယ်ဒါလေးရဖို့တော့မှ120တန်းရဖို့တော့မှတော်တော်ကြီးကိုစောင့်လိုက်ကျွန်တော်စိတ်ထင်ဒီဂျိုးဘိုင်နဲ့လက်ထက်သေးကဒီဥစ္စာကိုလုပ်နေတာအခုမှကြာလာတယ်ပေါ့နော်အနည်းဆုံး2နှစ်ကျော်3နှစ်လောက်တော့ကြာတယ်အဲ့လောက်ဝင်းကျင်လောက်တော့ကြာသွားတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဘာပြောကောင်းပါတယ်ဒါကကြာလာတဲ့ဥစ္စာကတော့အဆင်ပြေတယ်ကျွန်တော်ကတော့သဘောကျတယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့တကယ်ကိုထိထိရောက်နေကျွန်တော်တို့နိုင်ငံအတွက်လိုအပ်နေတဲ့ကဏ္ဍတွေကိုစီးသင်းပါသေးလို့ပဲကျွန်တော်တို့တောင်းဆိုပြရပါမယ်ဒီနေ့အတရားညတာလို့လက်ချင်းမတွေ့အားလုံးရမ်းပြေဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်မျက်စိတင်ကနေပြီးတော့တော်လန်ဗီဒီယိုအားလုံးကိုဖိတ်ခေါ်ပါတယ်အဲ့တော့ဒေါင်းဆန်တိုင်းပဲလူမှုကွန်ရက်ပေါ်ကသတင်းတွေရုပ်သံတွေကိုကျွန်တော်မြင်နဲ့တင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီနေ့ဘာကြောင့်လဲပြောမယ်ဗီဒီယိုဆုံးဒီ like ပါကြည့်ရှုပေးကြပါဦးဗျာအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြရအောင်ကဲစမယ် okayအမေရိကန်ကနေပြီးတော့ဘာမာအက်ဥပဒေကိုတည်ပြုရေးထိုးပြီးတော့အထက်မှာပါတဲ့အကူအညီပေးမဲ့ဒေါ်လာ121တန်းနဲ့ပတ်သက်တဲ့ဥစ္စာဥပဒေကျမ်းကို Trump ကနေပြီးတော့လက်မှတ်ရေးထိုးလိုက်ပြီဆိုတဲ့အကြောင်းပြီးတော့ CDN နိုင်ငံဝန်ထမ်းတွေပေါ့ CDN တွေအဓိက CDN တွေကိုပြောချင်တာ CDN တွေကိုနိုင်ငံချစ်စိတ်မရှိဘူးဆိုပြီးတော့ပောက်ပြပြောအမြဲတမ်းစောက်တလဲပြောတယ်မင်းအောင်လည်းပြောတဲ့အကြောင်း Okay နောက်တစ်ခုကတော့ပေါက်ကရိုးရဲ့ဗီဒီယိုတစ်ခုဒါတွေကျွန်တော်ဒီနေ့ပြောပြဖို့စီစဉ်ထားပါတယ် Okay အဲ့ဒါဆိုကျွန်တော်တို့ဒေါ်လာ121တန်းကနေပဲကျွန်တော်တို့စလိုက်ကြရအောင်မြန်မာနိုင်ငံအကူအညီပေးဖို့ဆိုပြီးတော့ဒီဥပဒေကိုအတည်ပြုနိုင်ဖို့ကြိုးစားနေတာကြာပါပြီဒါပြီးခဲ့တဲ့အောက်လွှတ်တော်မှာကျွန်တော်တို့ဒီအသုံးစိတ်ဥပဒေကျမ်းကိုထောက်ခံမဲ့218မဲကန့်ကွက်မဲ့214မဲနဲ့အစောပိုင်းမှာတည်ပြုတယ်ဒါပေမဲ့ထောက်ခံမဲ့နဲ့ကန့်ကွက်မဲ့ကြည့်လိုက်တိတ်မကွာဘူးနော်3မဲပဲကွာအဲထဲမှာမှဒီ Republican 22ဦးနဲ့ Democrat 22ဦးကနေပြီးတော့ဒီ၎င်းတို့ပါတီဒီသူတို့ပါတီရဲ့ရက်တီချက်ကိုကြော်လွန်ပြီးတော့ကူးပြောင်းဒီမဲပေးတာအချောင်းဆိုပြီးတော့သူတို့ကပြောတယ်ပေါ့နော်အဲ့လိုပဲပြီးတော့အထက်လွှတ်တော်ထပ်တက်တယ်ထက်လွှတ်တော်မှာလည်းလွှတ်တော်2ရက်လုံးမှာအဆင်ပြေသွားတယ်အဆင်ပြေပြီးတော့အခု Trump စီကိုရောက်ပြီးတော့ Trump ကဒါကိုလက်မှတ်ရေးထိုးလိုက်ပါပြီဒီဥစ္စာကို CBS သတင်းဌာနကနေပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့အဓိကတော့ဒီ121တန်းကိုကျွန်တော်တို့ဘယ်လိုတွေပေးမှာလဲဒီကတော့ဒီနေဆက်ဖြတ်ကျော်ကူညီထောက်ပံ့မှုတွေအဲ့ဒါကဘယ်ဘက်ကလာမလဲဆိုတော့ထိုင်းနဲ့အိန္ဒိယအတွက်ပေါ့နော်ထိုင်းနဲ့အိန္ဒိယအတွက်ဒီထိုင်းနဲ့အိန္ဒိယဘက်ကနေပြီးတော့နေဆက်ဖြတ်ကျော်ကူညီထောက်ပံ့မှုတွေနောက်ပြီးတော့လူသေးစေနိုင်သောလက်နက်မဟုတ်တဲ့အကူအညီနဲ့တင်နန်းတွေပြီးတော့ဒေသန္တရအုပ်ချုပ်ရေးနဲ့ Federal ရေးပြီးတော့အကြမ်းမဖက်အာဏာဖီဆန်မှုတွေပါဝင်သူများအကူအညီရေးပြီးတော့အကြမ်းဖက်မှုများတွေတက်တည်စုဆောင်းခြင်းရိုဟင်ဂျာများပေါ်ကျူးလွန်မှုများနဲ့ပတ်သက်ရတရားမျှတမှုနဲ့တာဝန်ခံမှုရှိစေနိုင်ငံရေးချင်းသားများကူညီရေးဆိုတဲ့ကိစ္စရပ်တွေမှာအသုံးပြုဖို့ဖြစ်ပါတယ်ပေါ့နော်ဒီဟိုပါပေါ့နော်ရခိုင်တော့ကတော့ဒီအမေရိကန်အစိုးရကနေပြီးတော့တဆင့်ပေါ့နော် USAID ကိုပြီးမှာပေါ့နော်ဒါပေမဲ့ Trump အစိုးရလက်ထက်မှာဒီ USAID ကပိတ်ပလိုက်တယ်ပိတ်ပြီးတော့သူကဒီအခုကြတော့ပေါ့နော်နိုင်ငံရေးဝန်ကြီးဌာနအောက်ထဲကိုထည့်လိုက်တယ်ထည့်ပြီးတော့ပေါ့နော်အဲဥစ္စာကိုနိုင်ငံရေးဝန်ကြီးဌာန State Department ကနေပြီးတော့တိုက်ရိုက်စီမံခန့်ခွဲမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့ဒီဥစ္စာတွေကနိုင်ငံအတွက်တချို့ဥစ္စာတွေကလိုလားဆိုလိုတယ်121တန်းဆိုတာကတကယ်တမ်းပြောရရင်နည်းနည်းနော်အမောက်တစ်ခုတော့မဟုတ်ပါဘူးတော်တော်လေးကိုများပါတယ်ဒါပေမဲ့နိုင်ငံတနိုင်ငံအနေနဲ့ကြည့်မယ်ဆိုတော့ယခုလက်ရှိဖြစ်ပွားနေတဲ့ဥစ္စာအနေနဲ့ကြည့်မယ်ဆိုရင်တော့121တန်းကလုံလောက်လားဆိုရင်တော့အဲ့လောက်ထိမလုံလောက်ပါဘူးဒါပေမဲ့မရတာတဲ့ဆိုင်ရတာကပူကောင်းသေးတယ်ဆိုတဲ့ဥစ္စာဒါပေမဲ့ကဏ္ဍတွေကတော့များတယ်ဥပမာဒီကောင်တွေနဲ့ပတ်သက်ပြီးတော့ရိုဟင်ဂျာအရေးတွေဒီတရားစွဲတဲ့ကိစ္စတွေရက်တွေမှာဒီကောင်တွေသုံးဖို့တွေနောက်ပြီး CDN တွေနဲ့ပတ်သက်တဲ့ဥစ္စာတွေပြီးတော့ဒီပေါ့နော်တခြားသောတင်နန်းနဲ့ပတ်သက်တဲ့ဥစ္စာတွေ grant တွေရှောက်ကြဟိုဟာတွေရှောက်ကြဆိုတဲ့ပုံစံမျိုးတွေတော့ပါလာမှာပေါ့နော်အဲ့တော့တကယ်တည်းထိရောက်နဲ့ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားနေတဲ့ဥစ္စာတွေစီတကယ်ကိုရောက်ဖို့ကတော့အကြီးကြီးပါတယ်ဒါကြောင့်မလို့ဒီဥစ္စာတွေလာပြီဆိုတော့တက်ဆိုင်ရာအဖွဲ့အစည်းတွေကနေတဆင့်စီးစင်းမှာဖြစ်တဲ့အတွက် grant တွေရှောက်ဟိုဟာတွေရှောက်တရားရှောက်နေတချို့ဥစ္စာတွေကတော့ဖြစ်လာနိုင်ကြရတော့ရှိရဒါပေမဲ့အကုန်လုံးကပေါ့နော်
အိုးဘက်ဟိုပါပေါ့နော်ဘယ်လိုပြောမလဲအလဟတ်သက်မဆုံးရှုံးဖို့အတွက်ကတော့အရေးကြီးတယ်။ဘာပြောဒီထဲမှာ Federal အရေးတို့ဘာလို့ဆိုလဲလိုအပ်တာပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာ Federal ရေးနဲ့ပတ်သက်ပြီးတော့စကားပြောဖို့ဆိုဖို့ဒီလိုမျိုးထောက်ပံ့နေဆိုတွေကဒါဟိုပါပေါ့နော်တချို့ဥစ္စာတွေကငွေကြေးကုန်ကြပြီးတော့ဖြစ်လာမဲ့ဥစ္စာတွေရှိတယ်လို့ငွေကြေးမကုန်ကြမဲနဲ့ဖြစ်လာမဲ့ဥစ္စာတွေကလည်းရှိပါတယ်။ဒါကြောင့်မလို့ဒီလိုအကူအညီတွေကလည်းလိုအပ်လားဆိုရင်တော့လိုအပ်တယ်။သူတို့ကတော့ခေါင်းစဉ်တွေကတော့များတယ်။ဒီထဲမှာဟိုဒါမှတော့ဟိုခန္ဓာတစ်ခုကို50တန်းဝန်းကျင်နေပေါ့နော်ခေါင်းစဉ်အခု20လောက်မှရနေတော့မှဒါအထောက်ပံ့တစ်ခုတော့ဖြစ်တာပဲကျွန်တော်တို့ဒီလိုပဲမြင်လိုက်တယ်ပေါ့နော်အဲ့တော့အသေးချာတစ်ခုကတော့ကျွန်တော်တို့နိုင်ငံကိုအနောက်နိုင်ငံတွေကအကူအညီပေးဖို့ကစစ်ကောင်စီကိုပေးသလိုလက်နက်တွေဘာတွေပေးမှာတော့မဟုတ်ဘူးသူကအဓိကတော့လက်နက်ကင်ဆန့်ကျင်တဲ့ဘောနော်ဘက်ကသွားတဲ့အကူအညီတွေမဟုတ်ဘဲနဲ့အကြမ်းမဖက်တဲ့ဘက်ကသွားတဲ့အကူအညီတွေလို့ပြောရင်ကျွန်တော်တို့ပို့ပြီးတော့မှန်တယ်ဒီထဲမှာတော့ခေါင်းစဉ်တစ်ခုစိတ်ဝင်စားတာတော့ရှိတယ်လူသေးစနိုင်သောလက်နက်မဟုတ်တဲ့အကူအညီများနဲ့တင်တန်းများဆိုတော့ကျွန်တော်တို့ဒီတော်လိုင်းတပ်ဖွဲ့တွေအတွက်ဟိုမှာပေါ့နော်ဟိုတခြားသောအုပ်ချုပ်မှုဆိုင်ရာတင်တန်းတွေစစ်ဗျူဟာနဲ့ပတ်သက်တဲ့တင်တန်းတွေတော့လည်းကောင်းတခြားဆိုင်တော့ပေးနိုင်ရင်ပို့ပြီးတော့ကောင်းတယ်အဲ့ထဲမှာအဲ့ဒါကြီးပါလာမယ်ဆိုလဲတော်လိုင်းတပ်ဖွဲ့တွေအတွက်တော်တော်လေးကိုရေးကြီးရပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့အခုနိုင်ငံမှာဖြစ်ပြနေအောင်မှာ charter တွေနောက်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေတွေဒါတွေနဲ့ပတ်သက်ပြီးတော့တချို့ဥစ္စာတွေကလည်းလိုအပ်တယ်ဗျပတ်စံနေရလို့အနောက်နိုင်ငံတွေထောက်ပံ့မှုတွေကလိုအပ်တယ်အဲ့လိုဥစ္စာတွေကလည်းဟိုဖြစ်တဲ့အတွက်ဒီဘာပြောမရတာတဲ့ဆိုင်ရတာကတော့ပို့ပြီးတော့ကောင်းတယ်ဒါလေးရဖို့တော့မှ120တန်းရဖို့တော့မှတော်တော်ကြီးကိုစောင့်လိုက်ကျွန်တော်စိတ်ထင်ဒီဂျိုးဘိုင်နဲ့လက်ထက်သေးကဒီဥစ္စာကိုလုပ်နေတာအခုမှကြာလာတယ်ဗောနော်အနည်းဆုံး2နှစ်ကျော်3နှစ်လောက်တော့ကြာတယ်အဲ့လောက်ဝင်းကျင်လောက်တော့ကြာသွားတယ်လို့တော့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဘာပြောကောင်းပါတယ်ဒါကကြာလာတဲ့ဥစ္စာကတော့အဆင်ပြေတယ်ကျွန်တော်ကတော့သဘောကျတယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့တကယ်ကိုထိထိရောက်နေကျွန်တော်တို့နိုင်ငံအတွက်လိုအပ်နေတဲ့ကဏ္ဍတွေကိုစီးသင်းပါသေးလို့ပဲကျွန်တော်တို့တောင်းဆိုပြရမှာပဲအဲ့တော့ကျွန်တော်နောက်တစ်ခုသွားအောင်ကဲနောက်တစ်ခုကတော့မင်းအောင်လာဒီကောင်ကဘာပြောလဲဆိုတော့ဒီပေါ့နော်ဖြစ်ပေါ်ခဲ့တဲ့ပဋိပက္ခတွေအရေးခင်းနေမှာတဲ့နိုင်ငံဝန်ထမ်းများပါဝင်ခဲ့ကြတယ်အချို့တော့တဲ့တစ္ဆာမဲနိုင်ငံဝန်ထမ်းများအနေနဲ့လူပုဂ္ဂိုလ်ဆွဲပါတီဆွဲဂိုင်းကနဆွဲနဲ့လုပ်ငန်းခွင်စွန့်ခွာမှုများကိုလှုပ်ဆောင်ခဲ့ကြတယ်ဆိုပြီးတော့မင်းအောင်လာရနေပြီးတော့ဆွဆွဲပါတယ်အဲ့ဒါဘာမှပြောလဲဆိုတော့ဒီကောင်နေဟို NTC လို့ခေါ်တဲ့ဘုံမူကြီး level တက်တဲ့တင်တန်းဟိုတင်တန်းပေါ့နော်အဲ့ဒါကို video conference နဲ့ပြောတာမှာဒီကောင်အဲအကြောင်းအရာကိုထည့်ပြောတာပါဟိုနော်အဲ့တော့ဝန်ထမ်းတွေအနေနဲ့တဲ့ good governance good government မဖြစ်နိုင်ဘူးတဲ့အဲ့တော့အစိုးရကိုကြိုက်ချင်နေမကြိုက်ချင်နေသူပြောချင်တာကအစိုးရကောင်းကောင်းမကောင်းကောမင်းကနိုင်ငံဝန်တိုင်းနိုင်ငံကြီးမှာဝင်ပါလို့မရဘူးဆိုတဲ့ဥစ္စာမျိုးနဲ့ဒီကောင်ပြောတာအဲ့တော့နောက်ပြီးဒီကောင်ပြောတယ်တိုင်းချစ်ပြီးချစ်စိတ်များရှိဖို့လိုအပ်တယ်တဲ့ပြီးတော့ဖြတ်တန်းခဲ့တဲ့တမိုင်းကြောင်းအရာတဲ့နိုင်ငံဝန်ထမ်းအချို့အနေနဲ့စီးပွားရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မတမာမှုများဆောင်ရွက်ခဲ့ကြတယ်အဲ့ကောင်စိတ်ယောဂတော်တော်ကိုကြီးလာနောက်ပြီးတော့ကိုဘဝင်မြင့်တဲ့ဥစ္စာငါတို့ကပဲတိုင်းပြည်ချစ်တယ်ငါတို့ကပဲဟိုဖြစ်တယ်တကယ်တမ်းတိုင်းပြည်ကိုမချစ်တာကဘာတူလဲပြောဒီစစ်တယ်ပဲလူတိုင်းပြည်ချစ်လားဆိုရင်တော့ဘုရားကျွန်တော်လည်းချစ်တယ်ငါတို့ကတော့ကွာမြန်မာပြည်ကိုမချစ်ပါဘူးဆိုတဲ့ကောင်ကခက်ဆက်ပါမရှိဘူးတော့လည်းမဟုတ်ရှိတယ်ဗျတိုင်းပြည်မချစ်တဲ့သူတွေကလည်းသူ့ဘာသူရှိဒါပေမဲ့တိုင်းပြည်ကတော့လူတိုင်းချစ်တယ်ဟုတ်ပါတော့ဒါပေမဲ့တိုင်းပြည်ကိုဥပမာဗျာတရုတ်ကနေပြီးတော့ကျွန်တော်တို့ကျူးကျော်ကျွန်တော်တို့လက်မှတ်ခံလို့နော်ကွာတို့တိုင်းပြည်လာမကျူးကျော်နဲ့ဒီလိုမျိုးပုံစံနဲ့ကျွန်တော်ဖြစ်မှာဒါပေမဲ့ဒီအချိန်မှာလည်းဘယ်သူမှလာမကျူးကျော်ပါဘူးဟုတ်ပါတော့အခုဟိုပါပေါ့နော်ဟိုတိုင်းပြည်ချစ်တယ်ဆိုတာဘာလဲတိုင်းပြည်ကိုချစ်တယ်ဆိုတာဘာကိုဆိုလိုချင်တာကျွန်တော်မြင်တာကတော့တိုင်းပြည်ကိုချစ်တယ်ဆိုတာတိုင်းပြည်မှာမတမာမှုလုပ်နေတဲ့ကောင်တွေတိုင်းပြည်ကိုဖျက်လို့ဖျက်ဆီးလုပ်ခဲ့တဲ့ကောင်တွေနောက်ပြီးတော့တိုင်းလူပြည်သားတွေကိုမတရားအုပ်ချုပ်နေတဲ့ကောင်တွေကိုစန့်ကျင်တာကမှတိုင်းပြည်ချစ်တယ်လို့ပဲကျွန်တော်ကတော့အခုနောက်ပိုင်းမြင်ပြီးတော့ငါနိုင်ငံကြီးကိုဟလာအယိုးစီးထိုးပြီးတော့ကာဝယ်မယ်ဆိုတဲ့တရောင်းသားတွေကအခုဘာလုပ်နေတိုင်းလူပြည်သားတွေကိုပြန်တတ်နေအဲ့တိုင်းပြည်ချစ်တာလားတိုင်းပြည်ချစ်တာကျွန်တော်မလုပ်ရဲတာမရှိပါဘူးကွာဆိုပြီးတော့ဟလာလူတွေကိုတတ်ဖြတ်ဖို့အတွက်လုပ်ခဲ့တာကလည်းတိုင်းပြည်ချစ်တာလားပြည်သူလူထုရဲ့စန့်ကျင်ဘက်မှာနေပြီးတော့ပြည်သူလူထုရဲ့စန့်ကျင်ဘက်အလုပ်တွေလုပ်ပြီးတော့ပြည်သူလူထုချစ်မြတ်နိုးတဲ့ခေါင်းဆောင်တွေပြည်သူလူထုထောက်ခံတဲ့ပါတီတွေကိုအတင်းအဓမ္မအာဏာသိမ်းပြီးတော့ထောင်တွေကိုထက်တက်ဖြတ်ပြီးတော့လုပ်ခဲ့တာကတိုင်းပြည်ချစ်တာလားမေးခွန်းနေနော်
အဲ့တော့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့ပြောရမယ်ဆိုဒီကောင်းမှာအပြစ်ချက်တွေကအများကြီးပဲအဲ့တော့ပြောရမယ်ဆိုငါတို့ပဲကောင်းတယ်ငါတို့ပဲတိုင်းပြည်ချစ်တာမင်းတို့လည်းတိုင်းပြည်ချစ်ဖို့လိုတယ်ဆိုပြီးတော့စောက်စရောင်းသားကြီးပြောတယ်အဲ့ဒါကိုဆိုတော့ဟိုဟာမစင်းစားတတ်တဲ့ကောင်တွေပခုံးပေါ်မှာအပွင့်ကြီးတွေတင်ထားတဲ့ကောင်တွေကတော့ငါတို့ပဲတိုင်းပြည်ချစ်တယ်ဆိုပြီးတော့တောင်းသားတွေကထင်နေတာတကယ်ကျတော့တိုင်းပြည်ကိုကမောက်ကမဖြစ်အောင်လုပ်နေတာဘယ်သူလဲဆိုအကောင်တွေကြီးပဲအကောင်တွေကြီးပဲဒီကောင်အမှဘာပြောလဲဆိုတော့ဟိုနော်ဒီကောင်ကဟိုနော်တိုင်းပြည်ချစ်စိတ်တွေကိုတိဆောက်ပြီးရန်လူချောင်းဆိုပြီးတော့ဒီကောင်ပြောတယ်ပြီးတော့ social media platform တွေပေါ်ပြချက်ရတဲ့အချို့ရုပ်ရှင်ရုံများတွေနိုင်ငံတော်အလံကိုပင်အလေးမပြုတ်ကြသူများနဲ့နိုင်ငံတော်သချင်းမတီဆိုကြသူများပင်ရှိသည်ဟုပင်စိတ်မကောင်းဖြစ်နေကြတယ်လက်ရှိအခြေအနေကြီးမှာအဲ့နိုင်ငံတော်အလံကိုအဲ့နိုင်ငံတော်ရဲ့အောက်မှာငါတို့နိုင်ငံခွေးဆွဲခံထားရတယ်ဆိုရဲစိတ်နဲ့နေနေတဲ့သူတွေကအများကြီးပဲနိုင်ငံတော်လန်ရုပ်မြင်ပြီးတော့ကျွန်တော်တို့ပွင့်လင်းပြောဒီကာလမှာမြန်မာနိုင်ငံတော်အလံနဲ့ပတ်သက်ပြီးတော့ဘာဖီလင်မောက်မလာတော့ရင်တော့နိုင်ငံတော်အလံကိုမြင်တာနဲ့တတိဆွဲပြီးတော့အလေးပြုချင်နေဖြစ်တယ်အခုကတော့အခုကျွန်တော်တို့ဒီကိုရီးယားမှာလည်းတချို့ကြီးရွယ်မြုံနေပါတယ်ရှိတယ်အမှဒီမြန်မာနိုင်ငံအလံတွေပါတယ်တွေ့တော့ဟာအဲ့ဒါကြီးဟောငါတို့နိုင်ငံဟိုပါဘောနော်ဟိုစစ်ခွေးတွေအလံပဲလို့အဲ့လိုပဲထင်နေတာစိတ်ထဲမှာပေါ့ဘာလို့လဲဆိုတော့အဲ့အလံလည်းပြည်သူလူထုစံနာနဲ့လှုပ်ခဲ့ရမှာသူတို့လှုပ်ချင်တဲ့အတိုင်းလှုပ်ခဲ့တာနောက်ပြီးတော့အတိတ်ဘယ်တွေကလည်းသူတို့လူဟာကိုဆွဲတွေးပြီးတော့တတ်မှတ်ထားတဲ့အလံတွေအဲ့နိုင်ငံတော်သချင်းကတော့ထားပါတော့ဗျာနိုင်ငံတော်သချင်းကတော့ထားပါတော့ဒါပေမဲ့နိုင်ငံတော်သချင်းတော့မှအခုနောက်ပိုင်းဒါဟိုဒီကိုစိတ်ကိုခံစားချက်ပဲပြောတာပေါ့နော်ကျွန်တော်အနေနဲ့တော့မှနိုင်ငံတော်သချင်းဆိုရင်တော့မှအရင်တော့ဆိုရဲဘယ်နေရာရောဒါပေမဲ့အခုနောက်ပိုင်းနိုင်ငံတော်သချင်းဆိုရဲခန်းသားတွေနဲ့လည်းတိတ်မကြုံတာလည်းများတာပေါ့နော်နိုင်ငံတော်သချင်းကတော့ရပါတယ်ဒါကတော့ငယ်တဲ့ဆိုထားရဥစ္စာဆိုရပါတယ်အဲ့တော့ဘာဖြစ်လို့မဆိုကြလဲဘာဖြစ်လို့နိုင်ငံတော်အလံတော့အလေးမပြုချင်ကြလဲဆိုဒီကောင်တွေလုံလို့ပဲလေဟုတ်လားအဲ့တော့အမှန်တော့ဒီစစ်တပ်တဲ့လုံးဝကောင်းတွေကိုလေတိုက်ရင်တမတိုက်ရင်လေကျွန်တော်နည်းနည်းလေးဟိုဟာကျန်းကျန်းပြောရမယ်ဆိုတိုက်ရင်တမတိုက်ရင်လေအကောင်တွေအကုန်လုံးကိုလေဟျောက်နေလားနော်ဒါကနိုင်ငံဒီနိုင်ငံထဲမှာမင်းတို့ဘာတွေမလုပ်ရဘူးဆိုတဲ့စီကံချက်တွေကိုထောင်နေထဲမှာထည့်ပြီးတော့ဒုတ်တွေနဲ့ရိုက်ပြီးတော့လေအကောင်တွေကိုတင်ပေးရမှာတဲ့အကောင်တွေကိုတင်ပေးရမှာကျွန်တော်လာအဲ့လိုမြေပြင်တွေမှာရှင်းအဲ့ဘက်ဟိုဘက်ကကူးပြောင်းလာတဲ့ကောင်တွေဆိုဟဲ့မင်းတို့နိုင်ငံတော်ချစ်တယ်ဆိုတာဒီလိုချစ်ကြတယ်နိုင်ငံတော်မင်းတို့နိုင်ငံတော်နဲ့ပတ်သက်ပြီးတော့မင်းတို့ဘာတွေနားလဲလာစမ်းတင်ပေးမယ်ဆိုပြီးအဲ့လိုမျိုးပြန်တင်ပေးရမယ်ဥစ္စာကာကြီးကဝေးတင်လို့လေအဲ့လိုမျိုးပြန်တင်ပေးရမယ်အပေါက်တယ်အဲ့တော့ပါတီနိုင်ငံရေးကင်းရှင်းမာတို့ဟိုဟာကင်းရှင်းမာတို့ဒီဟာကင်းရှင်းမာတို့ဖြစ်ပြန်နေတာနောက်ပြီးရင်ပါတီနိုင်ငံရေးကင်းရှင်းအောင်လုပ်ရမယ်လို့ဘာလို့သာပြောနေတာဒီကောင်တွေကြန့်ခိုင်ရေးကိုအဝန်ထမ်းတွေကိုပဲမဲထည့်ခိုင်းနေတာအများကြီးပဲဝန်ထမ်းလည်းပါတီနိုင်ငံရေးအကြောင်းသိရမယ်ဟုတ်လားအဲ့ဒါမှအရုနိုင်ငံကိုမတရားအာဏာသိမ်းထားတဲ့လူရှိတယ်ဒီပါတီကကောင်းတယ်ဘာကြောင့်ဟိုဖြစ်ရလဲဆိုတော့တမိုင်းနေသူတို့ပါတီနိုင်ငံရေးအကြောင်းသိမှဒီဝန်ထမ်းတွေကလည်းအလုပ်လုပ်နိုင်မှာအဲ့တော့ဒီဝန်ထမ်းတွေကဟလာမတရားတဲ့ကောင်အုပ်ချုပ်နေတာအဲ့ကောင်ရဲ့အမိတ်အောက်ကိုလိုက်ပြီးတော့ဒီဝန်ထမ်းတွေကပြည်သူလူထုကိုဆက်ဆံရမယ်ဆိုရင်အဝန်ထမ်းတွေကနိုင်ငံကိုချစ်တာမဟုတ်အာဏာရှင်ကိုချစ်တာဖြစ်သွားပြီအုပ်ချုပ်သူကိုချစ်လို့မရဘူးနော်ဘာလဲအမေစုလူတွေဘာကြောင့်ချစ်လဲပြည်သူကတင်မြောက်တာပြည်လူထုကောင်းဆောင်လေပြည်သူတို့လှုပ်လို့တယ်ဒါကြောင့်ချစ်တယ်အာဏာရှင်ကဘသူတို့လှုပ်လို့လဲသူ့အတွက်သူလှုပ်လို့တာအဲ့ဒါကြောင့်ပြည်သူကမချစ်တာဒါရှင်းရှင်းလေးပဲအဲ့တော့နိုင်ငံကိုပြည်သူချစ်တဲ့သူတွေပြည်သူထောက်ခံတဲ့သူတွေဥဆောင်နေပြည်သူရောအဝန်ထမ်းတွေကအကုန်လုံးကနိုင်ငံကိုချစ်မှာပဲအဲ့တော့ဒီလိုကောင်မျိုးအုပ်ချုပ်နေတဲ့အချိန်တော့ဒီနိုင်ငံကိုချစ်ဖို့ဝေးတာဒီနိုင်ငံတွေကနေဒီကောင်တွေဘလို့မောင်းထုတ်ရမလဲချစ်လွန်းလို့ဒီနိုင်ငံကြီးကိုချစ်လွန်းလို့ဒီတော်လေကြီးတမားတွေကအသက်တွေဘဝတွေစွန့်ပြီးတော့ဒီခွေးသောင်းသားတွေကိုစင်မောနေမောင်းချနေရလဲမဟုတ်ဘူးလားဒါအဖြစ်ပဲကျွန်တော်မြင်တာတော့အဲ့တော့ပြောချင်တာကတော့နော်နိုင်ငံချစ်စိတ်ရှိရန်လိုတဲ့ဆိုတဲ့ကောင်တွေကိုလေတကောလုံးနေဘူးထဲမှာအဲ့လိုကျိုးတန်းလန်းနဲ့ချိတ်ထားပြီးတော့ကိုတော်လုံးချွတ်ထားပြီးတော့ချိန်နဲ့တစ်ချက်ရိုက်နိုင်ငံချစ်တယ်ဆိုတော့ဘာကွာဆိုပြီးအဲ့လိုတင်ပေးရမယ်စောက်ပေါ့မျိုးနော်ပြောရမယ်စိတ်မနှံ့တဲ့ကောင်တွေတော်တော်စိတ်မနှံ့တဲ့ကောင်တွေတစုတစ်ဖွဲ့လုံးတော့စိတ်မနှံ့ဒီစိတ်မနှံ့တဲ့အဖွဲ့ကြီးကကိုယ့်ကိုရုံထွက်လာကျွန်တော်ဝမ်းသာလိုက်တာဒီလောက်ပဲပြောချင်တော့တယ်နော်โอเคအဲ့တော့နောက်ဆုံးတစ်ခုပေါက်ကတော့ဘာပြောနေလဲနားထောင်ကြည့်အောင်ဒါလေးတက်တော့မှဦးစင်းကိုစားပို့ထားရတာကိုမို့ရရတယ်စကိုင်းမှာဟောလည်းပတ်သက်ပြီးမှလုပ်ပြပါဦးဗျာတဲ့ဟုတ်လားစကိုင်းနာမှာဗျာတဲ့တပြောလို့ကိုဆက်ဆံတာတွေရောလုပ်ထားရောတာကြီးတွေနဲ့စီးချရင်မမတရမယ်တပြောလို့ကားထဲမှာစီးချက်လာတော့ဖောက်ပြီးယူလာရောဆက်ဆံတာမောင်းမှဆိုဆက်ဆံတယ်ဗျာတဲ့ဦးစင်းကြောင့်လက်တွေ့ဓမ္မတယ်မင်းလည်းယုံတယ်ခါလေတို့ကလည်းခါဦးစင်းတို့တဲပေးရလည်းရှိရနော်အဲ့ဒါနဲ့ဗျာဦးစင်းကိုယ်တိုင်မနေ့ကစကိုင်းကိုကြွားစရာရှိလို့ကြွားသွားတဲ့အခါမှာထုံးလေးတူသွားပါပဲဦးစင်းကဝတ်တော့ကားလည်းမဟုတ်ပါဘူးနော်လိုင်စင်ကားပါပဲလိုင်စင်ကားမှာခါရဲစစ်တော့ရက်ခိုင်းတော့ရက်ပြီးတယ်ဦးစင်းတို့ရက်ပြီးတယ်ရဲပါပဲဗျာနော်ရဲတရောင်ရက်ပြီးတယ်ရက်ပြီးတဲ့အခါမှာတို့
ဦးစင်းမလည်းတီးလိုက်တော့ပတ်ဆိုင်နေရာမှာလည်းသူတီးသွားပြီလေပတ်စားတော့ဦးစင်းကစစ်ထားပေါ်ရနော်လက်ခံတယ်စစ်စားတော့လက်ခံတယ်ဦးစင်းတို့ကလက်ခံတယ်ဒါစစ်ရမှာဘယ်လိုကဖြစ်စစ်ရမှာစစ်ဆေးတာကိုဦးစင်းတို့ကကြည်ပြီးတော့လက်ခံတယ်လို့ဒါလည်းကောင်းချက်လက်ခံတာလည်းခွန်ကြီးလည်းစစ်ရမှာဒါလည်းမောက်ပါတယ်ဗျမောက်ပါတယ်ပတ်စားနေရာမှာတော့မျက်နှာစူပုတ်သွားပြီတော်တယ်ဟုတ်လားတိမ်မှာမကြီးတဲ့ဘောပေါ်ရနော်ခွန်ကြီးပောက်ကိုတော့ကပတ်စားများတော့မတိပါဘူးကြောက်ပါလားနော်ဒါကတော့ခတ်တောင်နဲ့ရဲတူပါဗျာကျန်တဲ့ရဲလေးကတော့ဟုတ်လားအဲ့တော့ဦးစင်းစဉ်းစားလိုက်တယ်ငါတော့မှအဲ့လိုလူတွေဆက်ဆံတာငါကလူတီးများတဲ့ကိုတော့ပါပဲဒါဆိုလို့ရှိရင်တိုင်လာရဲရောပြည်သူစီရောတပ်မတော်သားတွေရောရှေ့တန်းမှာဆိုရင်ထောက်ပံ့နေတဲ့ကိုတော့ဝမ်းနေနေရလားငါဆိုရင်အချမ်းပတ်မှုတွေကိုဒီလောက်အားပေးနေတဲ့ကောင်တော်မှာဟဲ့လားမင်းတို့ကောင်တွေဟိုဖြစ်ရလားဒီစောက်သုံးမကြတဲ့တပ်မတော်ငါအုံတော်မရှိသွားနဲ့ငါကိုကျိုးစီးပွားတော့ငါထောက်ပံ့နေတာကိုထောက်ခံနေတာကိုမင်းတို့ကောင်တွေဘာကြောင့်ငါ့ကိုဒီလိုဆက်ဆံရလဲဆိုတဲ့ပုံစံမျိုးဖြစ်သွားပါအဲ့လေဟုတ်ပါပဲတော်တော်များများငါ့ကိုသိကြတယ်သိကြတယ်ပေါ့ဒီရဲ့သူကများတယ်ပေါ့နော်ဒါလိုပဲအဲ့နာမှာတခြားခွန်ကြီးတစ်ပါးဖြစ်မယ်ဆိုရင်ဘယ်လောက်မှမဟုတ်ပါမလဲဘယ်လောက်မှဒီထက်တော့ပူဆိုးမယ်ဖြစ်တယ်ဒီလိုလားဖြစ်မယ်ဆိုလို့ရှိရင်ပြောစရာတော့မလိုတော့ဦးစင်းထင်လိုက်တယ်ဗျာနော်တကယ်တော်တော်ကြီးကိုမောက်ပါရိုက်ဆိုင်စစ်တပ်ကောင်းလားစစ်တပ်အုပ်ချုပ်တာကောင်းလားဟဲ့စစ်တပ်အုပ်ချုပ်တာကောင်းလားဟဲ့စစ်တပ်အုပ်ချုပ်တာကောင်းလားဟဲ့ဆိုတာပုံစံလေးထားတဲ့ခုမှရှိနေတာပေါ့ဒီမှာနော်ဘာသာလေးကအဲ့လိုပဲဖြစ်လို့ထင်ပါတယ်ဗျာနော်သမရဘုဒ္ဓမှာလည်းမနေ့တကယ်ဟိုဘက်ကြောင့်ရဲတဲ့ဦးဒါဒီဘက်ကားချပါချဖို့သွားတဲ့အခါမှာဟုတ်လားမပီဒီအန်နဲ့တူးဖို့ကြားတယ်ဗျာတူးဖို့ကြားတော့အောက်မှာတော်တော်များများထိသွားတယ်လို့ပဲဒါဦးတို့တင်းရတယ်ဗျာနော်အဲ့လိုစိမရှိကမ်းမရှိရနောက်ကလည်းလိုက်မကြည့်နိုင်ဘူးလေခရိုင်မှုတွေလုံးနေမှုတွေလိုက်ပြီးမစစ်ဆေးနိုင်ဘူးလေဗျာမစစ်ဆေးတော့ထင်ဟုတ်လားနာမောက်ဆိုတဲ့ဟာကလည်းဝင်ရကောင်းဆုံးနေရဗျာနော်မော်တော်ဘီကယ်ပဲဖြစ်ဖြစ်မော်တူပဲဖြစ်ဖြစ်နာမောက်ကကြားဖို့ကမလွယ်ဘူးဗျာနော်လူကြီးနဲ့အစင်ပြေမှာနာမောက်ဆိုတာဒီကောင်လေးကိုယ်တိုင်ထုတ်ပြောတယ်ဒါကရတော့အချမ်းဆုံးနေရာလို့ပြောလို့ရတယ်နာမောက်ဒါကိုင်းနာမောက်ဆိုတဲ့နေရာနော်ဟာရောအဲ့တော့စားရတယ်စားကြပေါ့ယူရလဲယူကြပေါ့ဒါနဲ့ပြည်သူပေါ်တော့လွှတ်ထွေးစွာဆက်ဆံစေခြင်းနဲ့ရဟန်းတန်ဃာတွေပေါ်လွှတ်ထွေးလူတွေစွာဆက်ဆံစေခြင်းတာပေါ့ဗျာဒါတော့ဦးစားတာလဲစားကြယူစရာရှိကြလဲယူကြတယ်ဟာအဲ့ရောက်ကြီးစားစရာရှိရလဲစားယူစရာရှိရလဲယူကြတယ်ပြည်သူလဲနွေ့နွေ့ထွေးဆက်ဆံကြတယ်ဟာအဲ့ဒီပြောတာဗျာနော်ဦးစိအမြင်ပြောတာပါတကယ်လို့ဘာလို့ဒီစနစ်မတည်ဘူးဆိုလို့ရှိရင်တန်ဒီကန်ဘက်ကိုသွားလိုက်တန်ဒီကန်ဘက်ကိုသွားတဲ့အခါမှာမင်္ဂလာပါခင်ဗျဆက်ဆံတာမှာဆိုတော့တိမ်မွေးတဲ့နေရာတွေဗျာနော်တိမ်မွေးတဲ့နေရာတွေဒီဘက်ချိုးမြဂိတ်တွေဆိုလို့ရှိရင်လေးလေးစားစားပါပဲချိုးဂိတ်တွေဆိုလို့ရှိရင်တကယ်စစ်စရာရှိရစစ်ဆေးရမယ်မင်းများစရာရှိရမယ်မတင်ခိုင်းစစ်ရမယ်ဒါပဲဒါနဲ့ကိုကမရိုင်းပါလို့တော့ဆက်ဆံလို့တော့မရဘူးပေါ့နော်အဲ့တော့ဦးစိကစဉ်းစားလိုက်တယ်အော်လို့ဒီလိုကိုလာတွေအမှန်တွေပါလားလို့ဘုန်းကြီးတော်မှလူမိုင်းလူဆိုရင်တော့ပြောမနေတယ်ဟုတ်လားဒါစကိုင်းနာပေါ့အကြောင်းလေးပါဗျာမပြောတာလည်းကြားပါပြီနော်ဒါကတော့စားလေးရခါနဲ့ကိုတွေ့လဲလက်တွေ့ဆိုတော့ဦးစိကပြောချင်းဖြစ်တာပါဗျာနော်ဒါတော့ဦးစိကတော့ကိုတွေ့မှုကြောင့်ဒါပြောပြချင်းဖြစ်တယ်ဗျာမနေ့ကနော်ပြောပြချင်းဖြစ်ပါဗျာမင်းတို့ပြောတော့တမတော်အစိုးရကြီးကကောင်းလုံးတယ်ဆိုကြီးဟောတမတော်အစိုးရကြီးကကောင်းလုံးတယ်ဆိုဂိတ်ဒီထိုင်ပတ်စံနေကောက်ဟမ်ဂိတ်ဒီထိုင်ပတ်စံနေကောက်တခြားမပြောနဲ့ဒီကောင်းလေးအချင်းချင်းတော့မှမညာဘူးတမလားနော်ကျွန်တော်ဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ခဏပြောပါတယ်ဒါပေမဲ့ဒီကောင်းလေးထောက်ခံသူတွေကိုယ်တိုင်အခုအဲ့ဒါကိုကြုံနေရအဲ့ဒါလေကောင်းနေတော့မယ်ဘာလဲဝင်ထားတာဟုတ်နော်ကောင်းနေတော့မယ်မှိန်းနေတော့မယ်သူတို့လည်းစားရတာဟုတ်ဘာလို့လဲဆိုဒီကောင်တွေလည်းပေါက်ကလုံးတို့ဆိုရင်ရော့သိန်း100ဒီကောင်တွေဆိုပြစ်ပြီးတော့ဟလာတချို့နေရာတွေမှာပတ်စံကြီးအုပ်လိုက်နော်လှူနေတာဟိုပေးနေတာတွေတွေ့တယ်နော်အဲ့ဒါဒီကောင်တွေတေးကြတယ်ဘာလို့လဲဆိုပေါက်ကလုံးကသူ့နယ်မြေထဲမှာရှိရဲပြီးတော့ဒီကောင်တွေရှိရဲဒီကောင်တွေလည်းအဲ့လိုဂိတ်တွေဖွင့်ခိုင်းတာအဲ့ဂိတ်တွေကနေပဲတလဘလောက်ဆိုတော့ပတ်စံဒီကောင်တွေလည်းရတယ်ဟုတ်တော့ဒီလိုဂိတ်တွေယူစရာရှိရလဲယူဟာဟဲ့ယူစရာရှိရလဲယူစားစရာရှိရလဲစားဟာဘလို့ကြီးလဲဟမ်ဘလို့ကြီးလဲအဲ့ဒါအာနာရှင်တကားပဲဘိုးကိုဘာကြောင့်မလဲသလားဘိုးမတဲ့သူတွေကအုံနောက်မရှိတာလဲပါတယ်နောက်ပြီးတော့ဝါရာမိုင်းဆိုတာတဲ့သူတို့ကိုယ်တိုင်ကအဲ့လိုမျိုးအခြေအနေတွေကိုပျော်မြူးနေကြလို့သူတို့ကိုယ်တိုင်ကအဲ့လိုမျိုးအခြေအနေကိုပျော်မြူးနေကြလို့ဒီလိုခက်ပြက်ကြီးကိုသူတို့ကပျော်ကြတာသူတို့ဒီလိုခက်ပြက်ကြီးကိုပျော်ကြတာခက်ပြက်ကြီးမကိုပျော်ကြတာခက်ပြက်နေရတာကိုပျော်တယ်အဲ့လိုကောင်းနေနော်ခက်ပြက်နေရတာကိုပျော်တယ်ဆိုတဲ့ကောင်းတွေကကျွန်တော်တို့နိုင်ငံမှာတကယ်ရှိရပေါက်ရုံးလို့ကောင်းတယ်ခက်ပြက်နေမှာသူတို့ကချမ်းသာနေရခက်ပြက်ထဲမှာတပည့်တပန်းတွေမွေးမယ်လူမိုက်တွေမွေးမယ်နော်အချမ်းရပင်းသိန်းတွေအများကြီးမွေးမယ်ပတ်စံကိုမတရားတဲ့နီးလန်းနေနဲ့ရအောင်ရှာမယ်ပြီးရင်ဟလာလူပေါ်ကြော့လုံမယ်အဲ့လိုကောင်းတယ်ကျွန်တော်နိုင်ငံမှာအဲ့လိုကောင်းတွေအများကြီးရှိတယ်ပတ်စံတွေအုပ်လိုက်ကင်ပြီးတော့သုံးနော်တရားဝင်နီးလန်းနဲ့ချမ်းသာနေတဲ့ကောင်းတွေဆိုတာခက်ရှာကျွန်တော်ခဏပြောခက်ရှာဒီနိုင်ငံမှာဘာမှမမျှော်လင့်နဲ့
ခက်ပြက်နေရတာကိုပျော်တဲ့ကောင်တွေရှိနေလို့ကျွန်တော်တို့နိုင်ငံဒီလိုဖြစ်နေတာဒါကြောင့်မလို့ခက်ပြက်တာကိုကြိုက်လားငြိမ်းချမ်းတာကိုကြိုက်လားကိုဝင်ငွေနဲ့ဟလာဝင်ငွေနဲ့ထွက်ငွေမျှတအောင်နေနိုင်တဲ့ခက်တည်ငြိမ်အေးချမ်းတဲ့ခက်လူတိုင်းကားစီးနိုင်တဲ့ခက်လူတိုင်းအိုးပိုင်အိမ်ပိုင်နဲ့နေနိုင်မဲ့ခက်ဒီလိုခက်တူကိုပြန်ရောက်နိုင်မှုအတွက်ကျွန်တော်တို့ပြန်လုပ်ရမယ်ခက်ပြက်ကြီးမှပျော်မနေနဲ့နော်ခက်ပြက်ကြီးမှပျော်နေရတိုင်းကိုစီပလင်းဆောင်ပြီးတော့ခရီးသွားနေရမယ်ဆိုတာပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုဒီလောက်နဲ့ပဲကျွန်တော်ရန်နာချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့အတရားမြတ်တာလို့လက်ချင်းနဲ့မတွေ့အားလုံးရဲ့